နောက်ဖို့လည်းအရန်လွယ်တယ်တခြား fighter တွေထွက်ခရစ်ရှင်းရတာလည်းလွယ်တယ်တော်တို့ခေါ်တဲ့တောမြို့လေးမှာမွေးဖွားခဲ့ပါတယ်ချောင်းကငယ်ကလေးโอเคကောင်းကြီးတို့အခုလာမယ်2026မှာချောင်းကိုပရိုရကြဘယ်လိုကစားရမလဲချောင်းရဲ့စပယ်ကြီးအကြောင်းကိုမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုကိုကျွန်တော်နဲ့အတူတစ်စက္ကန့်မှမလတ်ပဲအဆုံးထိလိုက်ကြည့်ခဲ့တော့ဗျာကဲချောင်းတော့ကျွန်တော်တို့ flick ကအများဆုံးထည့်ပြီးမှဆောကြတယ်ဗျာကဲအဲ့တော့ကျွန်တော်ချောင်းခိုက်လေးမပြောခင်မှာချောင်းရဲ့အားသာချက်လေးတွေကိုအရင်ပြောပြမယ်ချောင်းဟာတစ်ဖက် enemy ကိုနောက်ဖို့လည်းအရန်လွယ်တယ်တခြား fighter တွေထွက်ခရစ်ရှင်းရတာလည်းလွယ်တယ်ပြီးရင်သူကပြေးဖို့လည်းအကောင်းဆုံးဖြစ်တဲ့ hero တစ်ကောင်မှာ fighter hero တစ်ကောင်မှာကဲအဲ့တော့သူရဲ့ skill 1လေးကိုတစ်ချက်ပြောမယ်သူရဲ့ skill 1ကကြတော့ပထမတစ်ချက်ဒုတိယတစ်ချက်ကကြတော့ရန်သူကို physics အသက်ပေးပါတယ်နောက်ဆုံးတစ်ချက်ကကြတော့ရန်သူကိုလေပေါ်မြောက်သွားပြီးမှကိုတောင်းပေးတာပေါ့ဗျာအဲ့ဒါကိုကျွန်တော်နောက်ဆုံးအချက်နဲ့ flicker နဲ့များတော့အပြင်ပွဲထဲမှာတွဲသုံးကြပါတယ်တွေ့လာဗျနောက်ဆုံးချက်ကလေပေါ်မြောက်သွားတာ enemy ကိုချောင်းကတကယ်ကိုလိန်ရှင်းတဲ့နေရာမှာအသုံးဝင်တဲ့ hero တစ်ကောင်လေးဖြစ်ပါတယ်အမှကျွန်တော် flicker နဲ့တွဲသုံးနေတာနည်းနည်းလွဲသွားတယ်ဗျအဲ့ဒါမှမိသွားတယ်ဆိုရင်တခါတည်းစစ်သုံးလိုက်ရင်ပွဲသိမ့်တယ်ကဲကျွန်တော်ကတော့ပထမဆုံးချောင်းကိုဒဇိန်းရင်ထဲပါတယ်ဟိုဘက်ကမတ်စမန်တို့မိတ်တို့တွေးရန်ပြောတဲ့ကောင်တွေပါရင်လုံးဝ POD ထဲတာအကောင်းဆုံးပဲဗျ POD ကကြတော့ကျွန်တော် physics အတက်ခုတ်တဲ့ဒမိတ်ကိုပေးထားကြမို့ဗျာသူရဲ့ skill 2ကတော့ပြေးလို့ကောင်းတယ်ပြီးရင်ရန်သူရဲ့ space ကို aim လို့ရတယ်ပြီးတော့သူကရှိကလေးပါထပ်ရနေတာဗျာတွေ့သူရဲ့ skill 2က aim လေးဖြစ်တယ်ရှိကလည်းထပ်ရတယ်ဗျာအဲ့တော့ရန်ကိုမိုက်ပါတယ်မိတ်ဆွေတို့ရောချောင်းကိုင်းတာကိုဘာကြောင့်ချောင်းကိုကြိုက်ကြလဲကောမန့်မှာဖြေသွားလို့ရပါတယ်ကျွန်တော်ကတော့ချောင်းကိုဘယ်လိုပြောရမလဲရန်ကန်ရတာပေါ့ပါတယ်ဗျာကင်တတ်မယ်ဆို travel record ဘာ record ညာ record တွေပါပြလို့ရတယ်ကဲလို့ပြနေကိုသိကျင်တယ်ဆိုရင်ကျွန်တော်နောက်ဗီဒီယိုတွေမှာတင်ထားမယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနဲ့ကူညီပေးကြပါဦးကျွန်တော်လည်း channel ကိုခုမှစပြီးထောင်တာမို့အမားတွေအများကြီးပါတယ်ဗျာသူရဲ့စစ်နဲ့ဘာတွေလုပ်လို့ရတယ်ဆိုတော့ကျွန်တော်ပြောပြထားမယ်သူရဲ့ AD မိတ်နဲ့ဗျာသူရဲ့ AD ကကျတော့နံပါတ်1ကကျတော့ရန်သူကိုတာဝါတိုင်းနဲ့ကန်ထဲလို့ရပါတယ်အဲ့တော့နံပါတ်1အချက်ပေါ့ဗျာနံပါတ်2အချက်ကကျတော့ရန်သူကိုကကန်ပြီးမှပြေးလို့ရတယ်ကိုကတွေးရနေနေပြီကိုမှစပယ်ရလည်းဘာမှမရှိတော့ဘူးအဲ့ဒါဆိုရင် AD မိတ်နဲ့ကန်ပြီးမှပြေးလို့ရပါတယ်အဲ့တော့မိုက်ချက်ချက်ပေါ့ဗျာပြီးကြရင်တော့ flicker နဲ့တွေ့တော့ skill လမ်းသားလေးဘာလေးညာလေးတွေပြလို့ရပါတယ်တော့တစ်ဖက် enemy ကိုအရန်ကိုနောက်လို့ကောင်းတဲ့ hero တွေမှာချောင်ဆိုတဲ့ hero လေးပါပါတယ်ကျွန်တော်လည်းခုမှ YouTube ကိုစပြီး run နေတာမလို့စကားအမားတွေပါပါတယ်ကျွန်တော်ကလည်းနားလေးပေးကြပါဦးကျွန်တော်ဗီဒီယိုလည်းအားပေးကြပါဦးခင်ဗျာတွေ့လားသူရဲ့ skill 2ကမိုက်ပါတယ်ကျွန်တော်ဒီထဲမှာအကြိုက်ဆုံးပြောမယ်ဆိုတော့ skill 2ဗျာသူရဲ့ skill 2ကလုံးဝ3တန်းရင်3တက်တယ်လို့မြန်တယ်လို့ spell တွေကို immune နိုင်ပါတယ်တကယ်တော့ချောင်းကို run လုံးဝမစော့တင်ပါဘူးချောင်းက run စော့ရဲဆိုရင်တော့တမိတ်ကလုံးဝမထွက်တာဗျာအဝင်ထွက်တာကောင်းရင်ကောင်းမယ်တကယ်တန်းလောက်လည်းအလုံးမဖြစ်ဘူးအဲဒါကြောင့်မို့ချောင်းကို run စော့ဖို့တော့ကျွန်တော်အကြံမပေးပါဘူးခရစ်ရှင်တဲ့နေရာမှာလည်းအရန်ကိုမြန်တဲ့ hero တစ်ကောင်မှချောင်းကတွေ့လားပြေးလို့လည်းရန်လွယ်ပါတယ်ပြေးလို့ရန်လွယ်ပါတယ်ချောင်းဆွဲရည်တော့ဟိုဘကရန်တို့တစ်ချက်လောက်နှောက်လိုက်ပြီးရင်ပြေးလိုက်ဒီလားကန်ထဲလိုက်တာနဲ့လွင့်သွားရင်အဲဆိုရင်ကိုကပြေးဖို့ရန်လွယ်ပါတယ်item ပေးကိုတီးချင်နေဆိုတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာတီးတန့်ပြောပေးတော့မယ်သူရဲ့ခုတ်တဲ့ physics အသက်တွေကကျတော့ပထမစချင်းဘယ်ထိုးတယ်ညာထိုးတယ်ပြီးကြရင်တော့ရှောင်းနဲ့ကန်တယ်ပေါ့ဗျာလို့သုံးချက်သက်တိုက်ပေါ့များတော့အဖြစ်တော့တာဝါနဲ့ထဲကြရင်နောက်ထပ်တီးချင်တယ်ဆိုရင်ကျွန်တော် item ဘယ်လိုဆက်ရမလဲ travel record ဘယ်လိုပြရမလဲဆိုတာကျွန်တော်နောက်ဗီဒီယိုတွေမှာတင်ပေးတော့မယ်အဲ့တော့ YouTube channel လေးကို like and subscribe လေးနဲ့ကူညီပေးကြပါဦး